ကိုနဲ့မတူကွဲပြားမှုတစ်ခုသဘောထားမတူခြင်းတစ်ခုကိုညှင်းခုန်ကြမယ်မတူတဲ့သဘောထားကိုအပြန်အလှန်တင်ပြကြတော့မယ်ဆိုတဲ့ခါကြလို့ရှိရင်တခြားနိုင်ငံတွေတခြားပညာရေးစနစ်တွေတခြား language ဘာသာစကားသင်ကြားတဲ့ကျောင်းတွေမှာဘာရှိလဲဆိုတော့ဘယ်လိုစကားအသုံးနှုန်းမျိုးကိုသုံးရတယ် debate ပြောရဲဆိုရင်ပေါ့နော်တယောက်နဲ့တယောက်စကားပြိုင်ပြောကြရဲဆိုတဲ့ခါကြလို့ရှိရင်ဘယ်လိုစကားစုဘယ်ဝတ်ကြဘယ်နံဘယ်ကရိယာဘယ်နံစားဘယ်နာမဝိသေသနမသုံးရဘူးသုံးရတယ်ဆိုတာကိုစာအုပ်နဲ့သင်ပေးတယ်အဲ့ဒါပညာရပ်တစ်ခုယဉ်ကျေးမှုတစ်ခုပြောချင်တိုင်းနေလျှောက်ပြီးတော့ဆဲဆိုပြီးတော့ရိုက်ပုတ်ပြီးတော့စော်ကားမော်ကားတွေပြောလို့မရဘူးအဲ့ဒါလူယဉ်ကျေးမှုတစ်ခုစကားလေးတစ်ခုရှိတယ်ဗါတဲ့အင်္ဂလိပ်စကားပုံလေးတစ်ခု idiots are born နဲ့ civilians are made တဲ့ငါတို့အရင်ဆိုင်နေဆိုတာမွေးရပါတယ်တဲ့အဲ့ဒီလူတွေကို civilians ရင်ကျေးသိမ်မွေးသောနိုင်ငံသားတွေဖြစ်လာဖို့ဆိုတာကလောက်ယူရတာတဲ့သင်ကြားရတာတဲ့ကျောင်းတွေမှာစာရေးစာကုန်းငငယ်တုန်းကရေးကြတယ်ရေးကြတဲ့ခါကျလို့ရှင်ဆီယာမကဒီ gist တွေပေးတယ်ဒီတိုင်းရေးရတယ်ဒီတိုင်းမရေးဘဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးခေါ်ဟာလေးတစ်ခုပါသွားတာနဲ့ဒါကမတူတော့ဘူးအမှတ်လျှော့စင်နဲ့သူကပုံများတယ်ဒါကိုအားပေးအမြောက်ပြုပြီးတော့သမီးရေသားရေဒီလိုကိုပိုင်အတွေးခေါ်လေးနဲ့ရေးတယ်ဆိုတာကိုအားပေးတယ်ဒီလိုမျိုးလေးလုပ်ပါအောင်လို့ပြောတဲ့သူကတော်တော်ရှားတယ်ဒီလိုမျိုးမတူကွဲပြားမှုသဘောထားမတိုက်ဆိုင်မှုကိုတယောက်နဲ့တယောက်တင်ပြကြတော့မယ်ဆိုတဲ့ခါကြလို့ရှိရင်ဒါဒီပညာရက်ယဉ်ကျေးမှုပညာရက်တစ်ခုအနေနဲ့သင်ကြားခံရဖို့လိုတယ်ဆိုတာသွားတွေ့ရတယ်အဲ့ဒါဒီကျောင်းမှာသင်ရတယ်ပညာရေးသင်ရိုးညွှန်းတမ်းထဲမှာပါရတယ်မပါလို့ရှိရင်ဒီလိုတွေအခုကြောင့်အဲ့လိုအကျိုးဆက်တွေဖြစ်ကုန်လာလေဒါပါပဲအမှန်တော့ဘာမှထူးဆန်းထွေလာတဲ့ကိစ္စတော့မဟုတ်ပါဘူး